အတတ်ပညာသိပညာတိုက်ပညာရှိပြီးတော့ကိုချစ်တဲ့ကိုရက်တည်တဲ့နေဖြစ်ဖို့လိုတယ်别笑会吧ငါ300ကွာ300တို့ကတော့ရိုးသားလုတ်ကန်စားတော့ခြင်းဒီစိတ်တက်ပြီးတော့လုပ်တယ်ခင်ဗျားတို့လိုကောင်မျိုးတွေမြန်မာပြည်မှာအများကြီးရှိနေလို့ကျုပ်တို့ဂျုံတက်ရှိနေတာနော်သူတို့ကတော့ကျွန်တော်နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်တက်မော်သားဖြစ်တဲ့ကြောင့်ကျွန်တော်တို့နေဒီသွားနေရလို့ရှိတယ်ပြင်သွားတဲ့အချိန်မှာဒီတောင်စုနဲ့အနီးကပ်နေဖို့ဆိုအချိန်တော့တိတ်တော့မရှိခဲ့ဘူးသူကတော့ကုပညာဘူးကျူးတယ်တို့တော့အမေရတယ်ထင်ပေးထားတာသူတို့အမေကထင်ပေးထားတာရှိတယ်အမေကဘယ်မဆုံးမှာပါမဆုံးမှာသားမွေးမမလည်းမသိပဲနဲ့သူရဲ့တူကြီးရဲ့ခါလေးပြင်လာတယ်ပေါ့တို့ကတော့စိတ်နေစိတ်ထားတယ်ဟုတ်ပါပြီကဲမင်းပါလို့ကျွန်တော်ဗုဒ္ဓဘာသာမှာရှိတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ပြူအောင်စိတ်ထားပါဒါတွေကျွန်တော်ပြောကြတယ်မင်းမျက်နှာစုပ်တော့မယ်နော်မင်းတော့မင်းအခုစုပ်မလားမနှက်ဖန်ကမှစုပ်မလားကျွန်တော်စိတ်ရှိတိုင်းလုံးလိုက်ရရင်တော့ခမရကမှစိတ်ညစ်သွားမယ်နော်